ကျွန်တော်အားလုံးနှလုံးသားပြင်ဆင်ပြီးတော့နှုတ်ကပတ်တော်ခံယူဖို့ပြင်ဆင်ကြပါစို့အဲ့တော့ဒီနေ့ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကကျွန်တော်တို့နှလုံးသားထဲကိုရောက်လာတဲ့အခါမှာကျွန်တော်တို့တက်တာအတွက်ကောင်းကြီးဖြစ်တယ်လို့မိသားစုအတွက်လည်းကြီးမားတော့ကောင်းကြီးဖြစ်သွားမယ်ဆိုတာကျွန်တော်ယုံကြည်ပါတယ်အဲ့တော့ခံယူတော့နှလုံးသားအားလုံးဟာလည်းပဲတကယ်ဒီနေ့ဘုရားရဲ့ဝိညာဉ်တော်အားဖြင့်မဆပြီးတော့နားလည်နိုင်တဲ့အခွင့်ရကြမယ်လို့လည်းကျွန်တော်ယုံကြည်တယ်ဆုတောင်းပေးကြတော့သူအားလုံးလည်းသူယေရှုတင်ပါတယ်အဲ့တော့ရှမဿဲခရစ်ခန်းကြီး၄အပိုင်းငယ်၄ဖြစ်ပါတယ်မဿဲရှမဿဲခရစ်ခန်းကြီး၄အပိုင်းငယ်၄အားလုံးအတူတကွဖတ်ကြပါစို့ရက်40အစာရှောင်ဆုတောင်းခြင်းနဲ့သာသနာပြုဖို့အစာပြုတဲ့အခါမှာသခင်ယေရှုခရစ်တော်ကစုံစမ်းခြင်းကိုခံရပါတယ်။အဲဒီအခါမှာစာတန်ကလာပြီးတော့မှသူ့ကိုနှောက်ယှက်တယ်ဆိုတာကဒီသာသနာအစာပြုခြင်းပျက်စီးသွားဖို့အတွက်စာတန်ကအလိုရှိတယ်။ဆက်လက်ပြီးတော့လာမယ့်ရွေးနှုတ်ခြင်းကယ်တင်ခြင်းကြီးမားသောနမိတ်လက္ခဏာအသက်တာပြောင်းလဲခြင်းအဲ့ဒါကိုစာတန်ကသိတယ်သူအလိုမရှိပါဘူးအဲ့တော့ယေရှုဖခင်ရဲ့အကြီးမားဆုံးသော challenge ပေါ့နော်ဒါတာနာအတွက်သူအစာပြုတ်ကလေးကနေလာပြီးတော့သူ့ကိုဆွဲချဖို့လုပ်တော့အရက်မှာဝိညာဉ်တော်ကပို့ဆောင်ပြီးတော့မှစုံစမ်းခြင်းကိုခံတော်မူတယ်ကျမ်းစာကပြောတယ်ဒီနေ့ကျွန်တော်တို့ကောင်းသောအမှုအတွက်ဖခင်သခင်ရဲ့တာနာအတွက်အစေခံတော့မယ်ဆိုရင်တော့ကျွန်တော်တို့ကိုအတိုက်ခိုက်တွေရောက်လာစုံစမ်းခြင်းတွေလာတယ်ကောင်းတဲ့ဖခင်ရဲ့အကြံစီထဲမှာတွားဖို့အတွက်ခြေလမ်းစတာနဲ့အဲ့ဒီမှာတိုက်ခိုက်မှုကလာခက်ခဲမှုမရှိဘူးအမြဲတမ်းအဆင်ပြေနေတယ်ဆိုရင်တော့ဒါစဉ်းစားစရာပဲနော်ဖခင်ကောင်းကြီးလဲဟုတ်ပါတယ်ဒါပေမဲ့တစ်ဖက်မှာလည်းပါလေကျွန်တော်တို့မှာရန်သူမရှိဘူးရန်သူဆိုတာကစာတန်ကကျွန်တော်ကျမ်းစာပြောပြီးသားစာတန်ကကျွန်တော်ယုံကြည်သူရဲ့ရန်သူဖြစ်တယ်အဲ့တော့အခုစာတန်ကလည်းနော်ဟိုအာဒံနဲ့အေဝါကိုလာပြီးတော့ဖျားအောင်တွေးဆောင်လို့ပဲအခုခရစ်တော်ကိုလာပြီးတော့တွေးဆောင်ဒါပေမဲ့သခင်ယေရှုခရစ်တော်ကတော့ပြန်လည်ပြီးတော့မှသူနော်ခြေပတဲ့အရာခုခံတဲ့အရာအားလုံးကနှုတ်ကပတ်တော်အားဖြင့်ပဲပြန်ပြီးတော့ပြောသွားတာတွေ့ရတယ်အဲ့တော့စာရန်ရဲ့စုံစမ်းခြင်းထဲမှာလေခရစ်တော်ကိုနော်စုံစမ်းတဲ့အခါမှာကျမ်းစာနဲ့ပဲပြန်စုံစမ်းသူစနေနော်နော်လောကရဲ့ပျော်မွေ့ခြင်းနဲ့အမျိုးမျိုးနဲ့လာတော့မဟုတ်ဖျားသားဖြစ်မယ်ဆိုရင်လေတင်ကဖျားသားဖြစ်ခဲ့ရင်တကယ်တော့ဖျားသားပဲခရစ်တော်ကဖျားသားဖြစ်ကြောင်းကိုစာရန်ကိုအထူးချပြစရာမလိုဒါကဘာဆိုသူရဲ့စိတ်ထဲမှာမာနဒီဝိညာဉ်ထဲမှာရှိတဲ့မာနကိုနှိုးဆွပေးတာဒီနေ့ကျွန်တော်တို့အမှုတော်ဆောင်နေရင်းနဲ့လည်းပဲနှုတ်ကပတ်တော်နဲ့ပဲပြန်လဲခြေပတိုက်ခိုက်တဲ့လူတွေနော်မျိုးမျိုးရှိတယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့အသက်တာကိုပြောနေတာတော့နှုတ်ကပတ်တော်ပဲဒါပေမဲ့ဒီနှုတ်ကပတ်တော်ကိုပြောရင်းတဲ့အထဲမှာလည်းပဲတိုက်ခိုက်ချိန်မုန်းခြင်းနဲ့စိတ်ကပေါ်လာအောင်စာတန်ကတွေးဆောင်တာတခါလေကျွန်တော်ပြောဖျားစကားနော်ဖျားစကားနဲ့ပဲလူတွေကိုရိုက်နေတဲ့လူတွေရှိတယ်ဖျားစကားနဲ့ပဲလူတွေကိုရှုံးချနေတဲ့လူရှိတယ်ဖျားစကားနဲ့ပဲအမှုတော်ဆောင်တွေကိုပြန်ကဲ့ရဲ့ပြစ်တင်နေတဲ့လူတွေရှိပြန်သူစမ်းအဲ့တော့ခရိယန်တွေလည်းပဲခရိယန်တွေမှာဗာလဲဖျားစကားကလင်းနဲ့မရတော့မှဟုတ်ဗလားမကျင်နိုင်ရဲ့နော်တဲ့မပြောချင်တဲ့အခါကျတော့နှုတ်ကပတ်တော်နဲ့လာတာ तू ကတော့ကျမ်းစာနဲ့လာတာ तू ကဖော်ပြချင်တဲ့ကျမ်းစာကလည်းဗာလဲကိုလိုချင်တဲ့အပိုင်းကိုပဲရွေးပြီးတော့ပြောတာအဲ့လိုမျိုးလဲဖြစ်တတ်တယ်ဒါကြောင့်ကျမ်းစာဆိုတိုင်းလဲကျွန်တော် motive ကအင်မတန်ရေးကြည့်တရားရုံးမှာ
ရာဇဝမှုကျူးလွန်တဲ့လူတယောက်ရောက်သွားတဲ့အခါကျတော့ထားပါစို့ဒါနော်လူတမှုတရားသူကြီးကလူတည်သွားတယ်အသက်တစ်ချောင်းဆုံးရှုံးရတယ်ဆိုတာတဲ့သူဘာဖြစ်လို့ဒီလူကိုတတ်တာလဲဆိုတဲ့အနောက်ွယ်က motive ကိုရှာတာလူတည်တာချင်းတူတူပဲလူတတ်သမားချင်းတူတူပဲဒါပေမဲ့တယောက်နဲ့တယောက်ကြားတဲ့ပြစ်ဒဏ်ကမတူဘူးဗျတတ်တာချင်းတူတူပဲတယောက်ကတော့ကြိုတင်ကြံစီပြီးတော့တတ်တာအဲ့ဒါဆိုရင်တော့ထောင်ဒဏ်ပိုကြတယောက်ကတော့ရုတ်တရက်စိတ်ဆိုးလို့ရုတ်တရက်တတ်နော်တတ်မိသွားတယ်ဆိုရင်ထောင်ဒဏ်က short ပေါ့လေဗျာကြည်စမ်းတရားသူကြီးကဘာကိုပဲရှာလဲဆိုတော့သူ့ရဲ့နောက်ွယ်က motive ကိုရှာဒီနေ့ကျွန်တော်တို့ရဲ့အသက်တာထဲမှာနှုတ်ကပတ်တော်ကိုဖတ်ရှုနေတဲ့အခါဆုတောင်းနေတဲ့အခါဟောပြောနေတဲ့အခါတော့မှဘုရားသခင်ကကျွန်တော်တို့ဘာရှာမလဲဆိုတော့ဘာရည်ရွယ်ချက်နဲ့လဲအစေခံခြင်းလို့လားဒါမှမဟုတ်ရင်ပါလဲနာမည်ကြီးခြင်းလို့လားအစေခံခြင်းလို့လားဒါမှမဟုတ်နေရာတစ်ခုအတွက်လားအစေခံခြင်းလို့လားဒါမှမဟုတ်ရင်ငွေရေးကြေးကြောင့်လားအနောက်မှာရှိတဲ့ကျွန်တော်တို့ရဲ့အစေခံခြင်းအမှုတော်ဆောင်ခြင်းခရိယန်တက်တာဖြစ်လာရခြင်းအားလုံးရဲ့အနောက်ကွယ်က motive ကိုဘုရားရှာနေအခုစာတန်ကယေရှုဘုရားကိုလာပြီးတွေးဆောင်တဲ့အခါမှာဘုရားသားဟုတ်ခဲ့ရင် तू ကဖော်ပြစရာမလို तू နော်ကြောက်တုံးကိုမုတ်ဖြစ်အောင်လုပ်လို့ရမလုပ်နိုင်တာတော့မဟုတ်ဒါပေမဲ့မလို့အဲ့တော့ तू ဘာပြောလဲဆိုတော့ခရစ်တော်ကလူဒီမုတ်အားဖြစ်တာအသက်ကိုမွေးရမည်မဟုတ်ဘုရားသခင်မိန့်တော်မူသည်များအားဖြင့်အသက်ကိုမွေးရမည်ဟုကျမ်းစာလာသည်ဟုပြန်ပြောတော်မူတယ်နှုတ်ကပတ်တော်နဲ့ပဲပြန်ပြီးတော့ဟောပြအဲ့တော့ဒီကျမ်းချက်ကိုဖတ်လိုက်တဲ့အချိန်ကစပြီးကျွန်တော်ဘယ်သူ့ကိုသွားတတိယမိလဲဆိုတော့ဆရာကြီး George Muller ဆိုတာ1805ကနေ1898ထိအသက်ရှင်ခဲ့ဂျာမနီမှာမွေးပြီးတော့အင်္ဂလန်မှာနော်မိဘမဲ့ကလေးချောင်းသူစတင်ခဲ့ဒါပေမဲ့မိဘမဲ့ကလေးချောင်းကလေးပေါင်းယာနဲ့ချီပြီး300လောက်ရှိတယ်အဲ့ဒီအချိန်မှာသူ့ရဲ့ဘဝတစ်လျှောက်လုံးမှာကလေးပေါင်း1500ကျော်သူကျွေးမွေးပြီးတော့မှစောင့်ရှောက်ခဲ့တယ်ဟိုးကျောင်းပညာရေးဆုံးခန်းတိုင်အောင်သူကျွေးမွေးခဲ့အနောက်နိုင်ငံမှာမိဘမဲ့ကျောင်းဖွင့်ဖို့ဆိုတာမလွယ်ပါဘူးစီမင်းစည်းကမ်းနေနဲ့အများကြီးပဲဒီမှာကကျွန်တော်အရှေ့နိုင်ငံမှာကအာရှမှာကမိဘမဲ့ကျောင်းဖွင့်ရတာအရန်လွယ်ကလေးနဲ့ပတ်သက်ပြီးတော့နော်လုံခြုံရေးနဲ့ပတ်သက်ပြီးတော့စီမင်းစည်းကမ်းတလောက်မများဘူးပြီးရင်ဟုတ်တယ်မလားအခုအမှုတော်ဆောင်တဲ့အထဲမှာတော့မှမိဘမဲ့ကျောင်းတွေကပုံများလာတယ်နော်ကျမ်းစာကျောင်းတဲ့မိဘမဲ့ကျောင်းပုံများတယ်ဘာဆိုရယ်စီမင်းစည်းကမ်းတတ်မှတ်ချက်ကအရန်နေတယ်ဒါပေမဲ့အနောက်နိုင်ငံမှာခက်တယ်မိဘမဲ့ကျောင်းဖွင့်ဖို့မလွယ်ဘူးသူ့မှာကကာယံထားတဲ့နော်လောတွေအများကြီးရှိတယ်ဒီဆရာကကလေးချောင်းဖွင့်တဲ့အခါမှာသူ fund raise တော့မလုပ်လူတွေကိုတွားပြီးတော့မှ fund raise တွေပါတယ်သူမတောင်းဒူးထောက်ဆုတောင်းပြီးတော့မှယုံကြည်ခြင်းနဲ့တွားတနေ့ကျတော့စားစရာမရှိဘူးတဲ့စားစရာမရှိတဲ့တမနဲ့မှာသူကကလေးတွေကိုစပွဲမှာခါတိုင်းလိုပဲ schedule နော်စားချိန်ရောက်ပြီဆိုရင်အားလုံးထိုင်ခိုင်းတယ်စပွဲပေါ်မှာစားစရာမရှိဘူးခင်းရမယ့်အစားအစာမရှိဘူးအဲ့တော့ဒီဆရာကပြောလဲဆိုတော့ဘုရားသခင်ရဲ့ကျေးဇူးတော်ချီးမွမ်းရအောင်ဘုရားသခင်ကြွေးမွေးထောက်ပံ့ခြင်းကိုကျွန်တော်နော်အစားအစာအတွက်ကျေးဇူးတော်ချီးမွမ်းမယ်ဆိုပြီးတော့တက်လို့တောင်းတယ်ကလေးတွေအားလုံးက confused ဖြစ်ကုန်စားစရာရောက်မလားအားလုံးကကျေးဇူးတော်ချီးမွမ်းခါတိုင်းကျေးဇူးတော်ချီးမွမ်းမယ်ဆိုရင်စားစရာအရင်ရောက်မှချီးမွမ်းတာအခုကကလေးတွေအယောက်300လောက်စားဖို့မရှိဘူးကျေးဇူးတော်ချီးမွမ်းရအောင်ပြောတော့အားလုံးကနော်တမျိုးဖြစ်ကုန်ဆရာကျေးဇူးတော်ချီးမွမ်းပြီးတော့မှကလေးတွေကို तू နော်စားစားရောက်မလာသေးတော့ तू နှုတ်ကပတ်တော်နဲ့နည်းနည်းလေးနော်ခွန်အားပေးရင်းနဲ့ပြောနေတဲ့အချိန်မှာပဲတကားလာခောက်တကားခောက်တန်ကြားတော့တော့ဖွင့်လိုက်တဲ့အခါကျတော့ပါမုတ်ဖုတ်ဆိုင်ကလူတယောက်ကတညလုံးကျွန်တော်အိတ်လို့မရဘူးတဲ့ဘုရားသခင်ကကျွန်တော်ပါမုတ်ဖုတ်ထားတဲ့ဟာတွေအားလုံးကိုဒီကလေးเจ้าမှာယူလာဖို့ကျွန်တော်ကိုပြောနေတာကျွန်တော်ရောင်းလို့မရတော့ဘူးတညလုံးဘုရားကသူ့ကိုစကားပြောနေတယ်ဒါကြောင့် तू အိတ်လို့မရဘူးပြောရှိသမျှပါမုတ်တွေအားလုံးယူလာပြီးတော့ကလေးတွေကိုကျွေးဖို့ဖြစ်လာပါမုတ်စားနေတော့မှပဲ
ဟိုအရှိကနေနွားနို့တည်တဲ့ကားကြီးကရုတ်တရက်ထိုးပြီးပြတ်သွားတယ်အဲ့ဒီမှာနွားနို့ကားကြီးကဘလောက်ထူးဆန်းတယ်အဲ့ဒီနွားနို့တည်ထားတဲ့ကားကြီးကလည်းပြတ်သွားတာကိုမှပြတ်ဘလို့ပြင်မရအောင်အချိန်ကြည့်တဲ့ခါကျတော့နွားနို့တွေပြက်စီးသွားမှဆိုလို့ဒီကလေးเจ้าမှာတွားလူလိုက်ပါဆိုပြီးအားလုံးယူလာတယ်နွားနို့လည်းအဝါတောင်းပါမုတ်လည်းအဝါစားအဲ့ဒီလိုမျိုးကြီးမားတဲ့နမိတ်လက္ခဏာတွေဒီဆရာတက်တေခံပြီးတော့တွေ့ခဲ့တော့သူကနော်လူဒီမုံအားဖြင့်အသက်ရှင်နေဘုရားသခင်ကနှုတ်ကပတ်တော်အားဖြင့်ဒီနှုတ်ကပတ်တော်အသက်ရှင်နေဆိုတာသူယုံကြည်ဒီကဘာမှာကျွန်တော်တို့အသက်ရှင်ခြင်းကဘယ်တော့မှမတည်တဲ့အရာတစ်ခုကနှုတ်ကပတ်တော်ဖြစ်တယ်အာမင်လူဆိုတာကနော်အခုဆိုရင်နှစ်100ဆိုရင်တည်ပြီကျွန်တော်အသက်ရှင်နေတာတော့မှတချို့ကရှင်နေလက်တည်နေတဲ့လူလည်းရှိတယ်နော်ရုပ်ထုပိုင်းဆိုင်ရာကြည့်ရင်တော့အရန်ကိုပျော်ရွှင်တာယာပြီးတော့အစင်ပြေနေတယ်လို့မြင်ရပေမဲ့မိသားစုထဲဝင်ကြည့်တဲ့အခါကျတော့နော် emotionally နော်ဝိညာဉ်ပိုင်းမှာနော်စိတ်ကြမ်းမာရေးပိုင်းမှာတည်နေတယ်အသက်မရှင်နေဘူးဝမ်းနဲ့ကြေခွဲခြင်းတွေရှိတယ်ဆွေးကြောက်ကြခြင်းတွေရှိတယ်ဒါကြောင့်ကျမ်းစာကပြောတယ်နော်နှုတ်ကပတ်တော်ကထာဝရအသက်ရှင်တယ်ဘာဖြစ်လို့အဲ့ဒီလိုကျမ်းစာကတက်တည်ခံထားရတဲ့သားနဲ့ကျွန်တော်တို့ခရိယန်တွေကဒီနှုတ်ကပတ်တော်ကိုအသက်ရှင်မှန်းသိရတဲ့သားနဲ့မဝန်ခံနေတာလေမပြောနေတာလေမကြားနေတာလေအတုံးမပြုတ်နေတာလေနှုတ်ကပတ်တော်ကတကယ်လို့ဒါမတည်တဲ့ဆေးတစ်ခွက်ဆိုရင်ကျွန်တော်တို့တောက်ချင်မလားမတောက်ချင်ဘူးလားရမ်းဖြားတဲ့လူတယောက်တိုင်တန်တော်လေးတောက်လိုက်နော်အကိုက်ခဲပျောက်ဆေးလေးတက်တာမယ်ဆိုရင်တော့6နိုင်ချားတခါတောက်တာနော်သူက6နိုင်ချားတေချာမှတ်ထားတာသူအခုကျမ်းစာကပြောပြီးနှုတ်ကပတ်တော်ကအသက်ရှင်ခရစ်တော်ကိုယ်တိုင်လူဒီမုံအားဖြစ်မဲ့အသက်ရှင်တာမဟုတ်ဘူးအသက်မွေးရတာဘုရားသခင်မိတ်တော်မူသည်များအတိုင်းဘုရားသခင်ရဲ့စကားနဲ့နှုတ်ကပတ်တော်နဲ့အသက်ရှင်ပါလို့ကျွန်တော်တို့ကိုပြောထားတာဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့နံပါတ်1တစ်ချက်ပါနှုတ်ကပတ်တော်ဒီအသက်ကိုပေးသည်ကျွန်တော်အားလုံးပြောနှုတ်ကပတ်တော်ဒီအသက်ကိုပေးပါသည်အာမင်ကပ္ပဦးကျမ်းနှစ်အပိုက်ငယ်ခွန်မှာကပ္ပဦးကျမ်းဆိုတာဖန်ဆင်းခြင်းအစမှာကျမ်းစာမှာပြောတယ်ဘုရားကရှိသမျှရာခတ်သိမ်းကိုနှုတ်ကပတ်တော်၌ဖန်ဆင်းထားတယ်ရာခတ်သိမ်းဖြစ်စေနှုတ်တော်ထွက်ကိုဆေလွတ်ပြီးတော့ဖန်ဆင်းတယ်လူကိုတော့သူ့ရဲ့ပုံတံတော်နဲ့အညီလက်နဲ့ဖန်ဆင်းတယ်လို့ပြောတယ်ဒါပေမဲ့လူကလက်နဲ့ဖန်ဆင်းထားပေမဲ့အသက်မရှိသေးဘူးအသက်ရှိလာဖို့အတွက်ဘုရားကဘာပြောလဲဆိုတော့ကျမ်းစာမှာထိုနောက်ထာဝရအရှင်ဘုရားသခင်ဒီမြေမုံဖြင့်လူကိုဖန်ဆင်း၍မြေမုံဆိုတာဒီရုပ်ခန္ဓာဖြစ်တယ်လူကိုမြေမုံနဲ့လှုပ်လိုက်တဲ့အခါမှာလူမဖြစ်သွားသေးဘူးဗျာသူအသက်မဝင်သေးဘူးသူကဘာသူဤနှာခေါင်းထဲတို့အားလုံးပြောဇီဝအသက်နောက်တစ်ခေါက်ပြောဇီဝအသက်ဇီဝအသက်ကိုမုတ်တွင်းတော်မူလေဘာမုတ်တွင်းလဲအဲ့ဒီဇီဝအသက်ဆိုတာကနှုတ်ကပတ်တော်ဖြစ်တယ်ဟာလေလုယာဘုရားမုတ်တွင်းတဲ့ဇီဝတက်ကလူကတော့ဒီမှာရုပ်ခန္ဓာမြေနဲ့ထုလုပ်ထားတဲ့ခန္ဓာရှိနေပြီဒါပေမဲ့အသက်မရှိသေးဘူးအသက်ရှိလာဖို့အတွက်ဘုရားရဲ့နှုတ်တော်ထွက်စကားကိုသူဝိညာဉ်ထဲမှာမုတ်တွင်းလိုက်အသက်ရှင်လာဒါကြောင့်ရှိသမျှရာခတ်သိမ်းကိုနှုတ်ကပတ်တော်နဲ့ဖန်ဆင်းတယ်အဲ့ဒီနှုတ်ကပတ်တော်နဲ့ဖန်ဆင်းခြင်းနဲ့ကင်းသောအရာတစ်ခုမှမရှိဘူးလို့ပြောတယ်ဒါကြောင့်လူကဖန်ဆင်းကြတဲ့ကနဲ့ဘုရားကနှုတ်ကပတ်တော်နဲ့အသက်ရှင်စေတာဖြစ်တဲ့အတွက်နှုတ်ကပတ်တော်မရှိတဲ့အခါမှာလူကတည်တော်သူဖြစ်တယ်နှုတ်ကပတ်တော်မရှိရင်ဘာလဲတည်တော်သူဖြစ်တယ်နောက်တစ်ချက်နှုတ်ကပတ်တော်ကအလင်းဖြစ်တယ်လို့ပြောတဲ့အတွက်နှုတ်ကပတ်တော်မရှိရင်လူကအမောင်ထဲမှာနေတော်သူဖြစ်တယ်လောကမှာလူနှမျိုးပဲရှိပါတယ်တစ်ခုကတော့နှုတ်ကပတ်တော်အားဖြင့်အသက်ဝင်လာတော်သူအဲ့ဒါဘာကိုပြောရှင်လဲဆိုတော့ဒီနေ့ကယ်တင်ခြင်းဘာအပြင်ရလဲနှုတ်ကပတ်တော်အပြင်ကြားနာပြီးတော့မှပြောင်းလဲခြင်းရပြီးတော့ကယ်တင်ခြင်းရတာဖြစ်တယ်နှုတ်ကပတ်တော်မကြားမနာဘဲနဲ့ကယ်တင်ခြင်းမရအောင်နှုတ်ကပတ်တော်ကြားနာပြီးကယ်တင်ခြင်းရတယ်ဆိုတော့ born again အသက်ဝင်လာတာနှုတ်ကပတ်တော်နဲ့အသက်ဝင်လာဒီနှုတ်ကပတ်တော်မကြားတော့သူအားလုံးကတည်နေတော့သူဖြစ်တယ်ဒါကြောင့်ဘုရားသခင်ကပြောလဲတင်းတို့ဒီတွား၍လူမျိုးတကာတို့ကိုငါတပည့်ဖြစ်စေခြင်းကဧဝံဂေလိတရားကိုဟောပြောလောmissionကအမတန်ရေးကြီးတယ်နှုတ်ကပတ်တော်ဟောပြောခြင်းဧဝံဂေလိဟောပြောခြင်းဧဝံဂေလိဟောပြောတော့အသ
တင်းတော်ဒီအသက်ကိုပေးနေတော့အသင်းတော်ဖြစ်တယ်အေးဝင်ကလေးမပြောနေတော့အသင်းတော်ဒီနေ့အသက်ကိုကာယံပြီးတော့မှနော်ထားရှိတဲ့အသင်းတော်ဖြစ်တယ်အကြီးမားဆုံးမဟာစီခိုင်းချက်ကအသက်ကိုပေးဖို့ဖြစ်တယ်အဲ့ဒါကနှုတ်ကပတ်တော်ဟောပြောခြင်းအေးဝင်ကလေးဟောပြောခြင်းဖြစ်တယ်အာမင်ဒါကြောင့်နှုတ်ကပတ်တော်ဒီအသက်ကိုရှင်စေပါတယ်ဒါကြောင့်ယေရှုခရစ်တော်ကိုယ်တိုင်ကဘယ်လိုပြောလဲဆိုတော့ယောဟန်ခန်းကြီး63မှာအားလုံးပြောရအောင်ဝိညာဉ်တော်လျင်အသက်ရှင်စေ၏ကိုယ်ကာယသည်အလေးမတတ်နိုင်ငါပြောသောစကားသည်ဝိညာဉ်ဖြစ်၏အသက်လည်းဖြစ်၏နှုတ်ကပတ်တော်ကအားလုံးပြောနှုတ်ကပတ်တော်သည်ဝိညာဉ်ဖြစ်တယ်အသက်ဖြစ်တယ်ဝိညာဉ်တော်လျင်အသက်ကိုရှင်စေတယ်တဲ့အဲ့ဒီဝိညာဉ်ဆိုတာကနှုတ်ကပတ်တော်ဖြစ်တယ်ဒီနေ့နှုတ်ကပတ်တော်ကိုကြားနာနေတော့သင်တို့အရောက်စီတိုင်းကအသက်ကိုရနေတော့သူတွေဖြစ်တယ်ဟာလေလုယာနှုတ်ကပတ်တော်ကိုကြားနေတော့သူကဆေးတစ်ခွက်တောက်တယ်လို့အသက်ကိုပြန်လဲရှင်စေလာတော့သူတွေဖြစ်တယ်နှုတ်ကပတ်တော်ကိုကြားနေတော့သူကဘာလဲဆိုတော့ဒီမှာဝိညာဉ်ကိုလက်ခံယုံကြည်နေတော့သူဖြစ်တယ်ဝိညာဉ်တော်စီးဆင်းတယ်ဆိုတာကနှုတ်ကပတ်တော်စီးဆင်းတဲ့နေရာမှာစီးဆင်းတယ်အဲ့ဒီလိုဝိညာဉ်တော်လှုပ်ရှားတယ်ဆိုတာကနှုတ်ကပတ်တော်ခံယူပြီးတော့မှလှုပ်ရှားပြီးစိတ်နှလုံးသားထဲမှာနှုတ်ကပတ်တော်ကိုခံယူနေတဲ့နေရာမှာဝိညာဉ်လှုပ်ရှားတယ်ကျွန်တော်တို့ကဝိညာဉ်လှုပ်ရှားတယ်ပြောပြီးတော့နှုတ်ကပတ်တော်ကိုမဟောနေဘူးမကြားနေဘူးဆိုရင်အဲ့ဒီနေရာမှာနှုတ်ကပတ်တော်နဲ့ဝိညာဉ်တော်အတူတူသွားတာအာမင်ဒါကြောင့်ဒီနေ့ကျွန်တော်တို့အထဲမှာတည်နေတော့ရပါရှိတယ်နော်မိသားစုမှာ relationship တွေတည်နေလားနော်ကျွန်တော်တာသမီတွေရဲ့ကိစ္စတွေမှာနော်တည်နေတော့အရာကဲလို့မျောလင်းချက်မဲ့နေလားစီးပွားရေးမှာဖြစ်ဖြစ်ကျွန်တော်ခက်ခဲနေတဲ့အရာတွေမှာတည်နေတဲ့အရာမျောလင်းချက်မရှိတဲ့အရာမောင်နေတဲ့အရာတွေပါရှိတယ်အဲ့ဒီနေရာတိုင်းမှာအသက်ဝင်လာစေဖို့အတွက်နှုတ်ကပတ်တော်အရေးကြီးတယ်နှုတ်ကပတ်တော်ကြားနာခြင်းအပြင်အသက်ရှင်စေတယ်လို့ကျမ်းစာပြောတယ်တင်းအသက်တာထဲမှာ one nation နဲ့ depression နဲ့ PC နေတယ်ဆိုရင်နှုတ်ကပတ်တော်ကြားနာဖို့လိုတယ် hallelujah ယေရှုနာမနဲ့နှုတ်ကပတ်တော်ခံယူစေအဲ့ဒီနှုတ်ကပတ်တော်ကြားတဲ့နေရာတိုင်းမှာကတည်နေတဲ့အရာမရှိဘူးမျိုးစိကဲလို့ရှင်တန်ပြီးတော့မှအပင်တွေပေါက်ရောက်ပြီးတော့အသီးတွေတည်နေဝိညာဉ်ထဲမှာဝမ်းနဲ့ချီကွဲနေတဲ့တော့နှုတ်ကပတ်တော်ကြားလိုက်ဝမ်းနဲ့ချင်းကနဲ့ဝမ်းမြောက်ခြင်းကိုဖြစ်စေမျောလင်းခြင်းမရှိတဲ့ထဲကနေမျောလင်းခြင်းကိုဖြစ်စေအဲ့ဒါကအသက်ကိုပေးတော့နှုတ်ကပတ်တော်ဖြစ်တယ်စာလံဆရာကဘာပြောလဲဆိုတော့139ခုမြောက်တော့စာလံအပိုက်ငယ်90မှာဗျာဒိတ်တော်အားဖြင့်အကျွန်ုပ်အသက်ရှင်သည်ဖြစ်၍ဘာနဲ့အသက်ရှင်လဲဗျာဒိတ်တော်အားဖြင့်ကျွန်ုပ်အသက်ရှင်တယ်နှုတ်ကပတ်တော်ကိုကြားပြီးတော့ကျွန်တော်ကအသက်ရှင်နေတာဖြစ်တယ်နှုတ်ကပတ်တော်အားဖြင့်ပဲကျွန်တော်အသက်ရှင်တယ်ဒါစာလံဆရာကိုယ်တိုင်အဲ့လိုပြောခဲ့တာစေးရဲကိုခံရစဉ်တွင်ထိုနှုတ်ကပတ်တော်ဒီအကျွန်ုပ်တက်တာစရာအကြောင်းဖြစ်ပါ၏နော်ခက်ခဲနေတဲ့အခါမှာအတင်းတော်ကလည်းဝေးမရှောင်ပါနဲ့ခက်ခဲလေပါလေဘုရားเจ้าလာလေနှုတ်ကပတ်တော်ကြားနာလေဖြစ်ရကြွားအရန်ခက်ခဲဘယ်သူနဲ့မှမတွေ့ချင်ဘူးဖုန်းခေါ်တာတော့မှပါနော်ပိတ်ထားတာကောလုံးက sleep mode တွေလုပ်ထားတယ် silent mode တွေနော် messenger မှာတော့မှပါလား inactive ဘယ်သူမှမဆက်သွယ်မလုပ်ချင်ဒီနေ့လူတွေနဲ့ဆက်သွယ်စရာမလိုပါဘူးခက်ခဲတဲ့အခါမှာတကယ်ကိုကြေကွဲနေတဲ့အခါမှာနှုတ်ကပတ်တော်ကြားနာဖို့ကျွန်တော်တို့ပြင်ဆင်ဖို့လိုပါတယ်ကျွန်တော်လူတွေကို silent mode တော့လုပ်လို့ရတယ်ဘုရားကိုလုပ်လို့မရဘူးအာမင်ဘုရားသခင်ကကျွန်တော်ရှိတဲ့နေရာမှာအမြဲတမ်းလာခေါ်တော့ဘုရားဖြစ်တယ်သမုတ်တရားရိပ်အောက်မှာတော့မှငါးကြီးဝမ်းပိုက်ထဲမှာယောနာကနောင်တနဲ့ဆုတောင်းတယ်အဲ့ဒီဆုတောင်းတဲ့အချိန်မှာဘုရားကြားတယ်သူကိုငါးကြီးဝမ်းပိုက်ကနဲ့သမုတ်တရားအမောင်ထုထေကနဲ့ရွေးနှုတ်ပြီးတော့မှကမ်းခြေကိုပြန်ပြီးတော့အန်ထုတ်စေဘုရားကကျွန်တော်ရှိတဲ့အရက်မှာလာရောက်ပြီးတော့မှရွေးနှုတ်တော်ဘုရားဖြစ်တယ်အရေးကြီးတာကနှုတ်ကပတ်တော်အသက်ရှင်တယ်ဆိုတာကိုကျွန်တော်ယုံကြည်ဖို့ဖြစ်တယ်ဒုတိယအချက်ကနှုတ်ကပတ်တော်ဒီမျောလင့်ခြင်းကိုပေးသည်အားလုံးပြောရအောင်နှုတ်ကပတ်တော်ဒီမျောလင့်ခြင်းကိုပေးပါသည်ယေဇေကျေလ39ထဲမှာကျွန်တော်ဒီအကြောင်းအရာလေးတွေ့ပရောဖက်ကမျောလင့်ခြင်းမရှိတဲ့6တွေ့တဲ့ကာနယနော်တကယ်ကိုအယိုးနဲ့ပြေးဝိုင်းတဲ့အယိုး6တွေလို့ပြောတယ်ကျမ်းစာအယိုး6တွေနဲ့ပြေးတဲ့ဂျိုက်ဝိုင်းထဲကိုရောက်သွားတယ်ဘုရားကသူ့ကိုခေါ်သွားတယ်ကျမ်းစာခေါ်သွားပြီးတော့မှကြည်စမ်းပါမြင်လေပရောဖက်ယေဇေကျေလကအယိုး6တွေမျောလင့်ချက်တွေမရှိတော့အသက်
ရှင်မှုတစ်ခုမှမတွေ့ဘူးအယိုး6ကျွန်တော်အခုဒီကော်လိုရာဒိုမှာမီးတွေလောင်တောမီးလောင်ကျွန်တော်ဒီအစပင်ကနဲ့အစပင်ဆိုတာကော်လိုရာဒိုမှာအတာယာဆုံးအလားဆုံးမြို့ဖြစ်တယ်မြို့လေးကတေးသေးလေးကျွန်တော်တို့အခုဒီမှာပြောမယ်ဆိုရင်ဟာတွန်စီတီလောက်တော့မှမကြည့်ဘူးမြို့တေးသေးလေးရက်ကွက်တေးသေးလေးအမတမ်းမှကျွယ်ဝတဲ့မြို့အမေရိကမှာချမ်းသာဆုံးမြို့ထဲမှာပါမြို့ဟာတေးသေးလေးဒါပေမဲ့ကျွန်တော်အဲ့ဒီမြို့ထဲကိုဝင်သွားတဲ့အခါမှာ private လေရင်အစီး25စီး20-25စီးလောက်ဒီလိုတန်းစီပြီးရက်နေတာတွေ့အကုန်လုံး private jet နဲ့ပဲလာကြတယ်နေကြတဲ့ချိန်ဆိုပိုဆိုးပါအဲကြောင့်ကိုလိုရာဒိုကအတင်းတော်တွေကနော်အဲ့မှာဆိုရင်ဗာလဲ black car တွေအဲ့ဒီဘက်ကိုပဲပြေးတာသူက Aspen ဘက်ကိုနော်ဈေးဝယ်အိမ်ကနေဟိုအနီးနား shopping လေးသွားတာတော့မှဗာလဲ Uber black ပဲစီးပြီးသွားတာသူကyes sir နော်ဒီနားလေးဟိုနားလေးသွားရင်လည်းဗာလဲအကုန်လုံးက Uber black နဲ့ပဲအဲ့တော့အဲ့မှာအများဆုံးကျွန်တော်နော်မြို့ထဲမှာချမ်းသာဆုံးမြို့ထဲမှာဝဲနေတာအများဆုံးလီဆူတွေနော် black car စီးပြီးတော့နော်အဲ့ဒီမှာဟိုနားပြေးဒီနားပြေးပဲအကုန်လုံးကနော်ကားပါကင်မှာတွားလိုက်လဲမှာတွေ့ရပြီနော်လီဆူအင်ဂျီဝတ်ထိုင်တော့မငတ်နိုင်ဘူးမှာအဲ့တော့အဲ့ဒီမြို့ငယ်လေးပဲအဲ့ဒီကနေကြော်သွားပြီးကျွန်တော်တို့တခြားမြို့တွေရောက်လာတဲ့ခါကျတော့ညအမတန်မှဒါမိုးချုပ်သွားပြီဟိုတယ်တစ်ခုပြီးတစ်ခုဝင်ရှာတာတနေရာမှမရှိတော့ဟိုတယ်တွေအကုန်ပြည့်တယ်ကျွန်တော်အံ့ဩတာဟာဒီလောက်ထိတာရဲမြို့ပါလားလူဒီလောက်လာလေတဲ့ tourist မြို့နေရာမြို့နှမြို့တွားတယ်ဟိုတယ်တနေရာမှမရှိဘူးအဲ့တော့ကျွန်တော်မေးလိုက်တယ်မန်နေဂျာကိုဘာဖြစ်လို့ဒီလောက်ထိပြည့်တာလဲတခန်းတော်မှမရှိတော့ဘူးလားဆိုတော့မရှိဘူးတဲ့ဘာဖြစ်လို့လဲပြောတောမီလောင်လို့တဲ့နော်တောမီလောင်လို့အကုန်လုံးဟိုတယ်မှာပြေးအိတ်ကြတာအဲ့တော့အဲ့ဒီဘက်ကလည်းတက်တဲ့တော့ဆင်းလာတာဒီဘက်ကိုဆင်းလာတဲ့ခါကျတော့တောင်ကြီးကမဲမဲကြီးနဲ့ဒီလိုနဲ့တကယ်အပင်တပင်းမှမပေါက်အဲ့လိုမျိုးနဲ့တွေ့တောင်တန်းကြီးတစ်ခုလုံးပြစဉ်းစားကြည့်ဒီလောက်လှပပြီးဆင်းလန်းတဲ့ကိုလိုရာဒိုဒီဘက်ဆင်းလာတာတိတ်တောင်ဟိုဘက်ဒီဘက်ပဲဒီဘက်မှာကျတော့အပင်တပင်းမှမပေါက်ဒီဘက်မှာကျတော့ဆင်းလန်းပြီးတော့မှတစ်ပင်ပန်းမှနေတယ်တကယ်ကိုစိုက်ပျိုးခင်းနေတယ်ဒီဘက်ကျတော့တောင်ကျော်တစ်လျှောက်လုံးမျက်စိတစ်စုံအပင်တော်မှမပေါက်6တွေ့ပြီးတော့6ကတ်နေတဲ့နေရာဟာစိတ်ထဲမှာဘယ်လိုတွေးမိလဲဆိုတော့နော်ဖျားသားနဲ့လောကဟာနှုတ်ကပတ်တော်ကြတော့အရက်နဲ့6တွေ့တော့လင်ပြီအခုရေစိကြည်လာပရောဖက်ကဲတို့အယိုး6တွေပဲရှိတယ်ကြည့်လိုက်ကျွန်တော်ခတ်မှန်းမိတယ်ဒီမှာပေါက်တင်ညိုတော်တကောင်မှရှိမှာမဟုတ်သူဘာမှစားလို့မရဘူးနော်စိမ့်လန်းတဲ့အရာတစ်လုံးမှမတွေ့ရဘူးတစ်6တစ်ကိုင်းနေအောင်မှမရှိဘူးအဲ့ဒီလောက်6တွေ့တဲ့နေရာအဲ့တော့ကျွန်တော်စိတ်ထဲမှာဘယ်လိုခံစားဒီနေရာမှာဒါအပင်ပေါက်ရောက်ဖို့ဆိုတာမဖြစ်နိုင်တော့ဒီလောက်ထိ6တွေ့တဲ့နေရာဘယ်သူမှနေချင်မှာမဟုတ်အဲ့မှာအိမ်တစ်လုံးမှမတွေ့ဘူးနော်အခုရေစိချေလာပရောဖက်လဲသူကြည့်ပြီးတော့မှဟာဒီလောက်ထိမျောလင်းချက်မဲ့တဲ့နေရာလူတော်မှနေချင်မှာမဟုတ်ဘူးနော်အာမင်ထူးတယ်နော်အဲ့တော့လူတော်မှနေချင်မှာမဟုတ်ဒီမှာအယိုး6တွေနဲ့ပြေးတဲ့ဂျိုက်ဝမ်အဲ့တော့ဖခင်ကသူ့ဘာပြောတယ်ရေစိချေလာအဲ့ဒီ6တွေ့နေတဲ့အယိုး6တွေကိုမင်းပရောဖက်ပြုလိုက်စမ်းနော်ညီတော်ကိုကျွေးလိုက်စမ်းလို့မပြောဘူးနော်သူဘာပြောလဲဖခင်ကပရောဖက်ပြုလိုက်စမ်းဟာကိုတော့ဘယ်လိုပြုရမလဲနော်ယေရမိမိတန်းလိုမျိုးမိတန်းရမလားဟုတ်ပါနော်ငိုကြွေးလိုက်ရမလားနော်ဟိုဒေသနာဆရာလိုတရားဟောလိုက်ရမလားမဟုတ်ပရောဖက်ပြုလိုက်ပါဘယ်လိုပြုရမလဲဆိုတော့အိုးတွေး6တော့အယိုးတို့တင်းတော့ငါဟောပြောရမည်မှာနော်ထာဝရဘုရားအမိန့်ကိုနာခံကြတော့ဤတွေး6တော့အယိုးတို့အရှင်ထာဝရဘုရားမိန့်တော်မူသည်ကငါဒီတင်းတို့အထဲတို့အသက်ကိုတွေး၍တင်းတို့ဒီအသက်ရှင်ရကြမယ်ဟာ6တွေ့တဲ့နေရာမှာ6တွေ့ခြင်းကိုမပြောခိုင်းမဲနဲ့ဘုရားကပါလဲစန့်ကျင်ပဲ prophet ပြုခိုင်းတယ် prophet ပြုတယ်ဆိုတာဘုရားစကားပြောခိုင်းတာအိုးအယိုး6တွေအသက်ရှင်ပါအသွေးတွေအသားတွေအကြောတွေပေါ်လာပြီးတော့မှအသက်ရှင်ပါအားဒါနဲ့တစပြီးတစနော်အကြောတွေပေါ်လာတယ်အသွေးတွေပေါ်လာတယ်ပြီးအသားတွေထဲအပေါ်မှာအရေခွန်တွေဆစ်ဆက်ပြီးတော့ဆုံညီလာအဲ့ချိန်မှာဘုရားပါလေကို prophet ပြုလိုက်စမ်းအိုးလေဆိုပြီးတော့ prophet ကသူတို့ထဲဝင်ပြီးတော့အသက်ဝင်ကြပါပြောတော့တခါတည်းကိုအသက်ရှင်တဲ့တကယ်ကိုကြောက်မဲ့ဖွယ်ကောင်းတဲ့စစ်သူရဲတွေဖြစ်လာတယ်လို့ကျမ်းစာထဲမှာပြောတယ်အဲ့ဒါကအိတ်တေလလူမျိုးဖြစ်တယ်ဒီဘုရားလူတွေဖြစ်တယ်ဘုရားလူတွေကဒီနေ့6တွေ့စွာနဲ့ကျွန်တော်ဘယ်တော့မှမနေရပါဘူးအဲ့ဒီလို6တွေ့နေခြင်းရှိခြင်းကဘာလဲဆိုတော့
နှုတ်ကပတ်တော်မကြားသေးလို့ဖြစ်တယ်ဒီနေ့ဘုရားလူတွေကနှုတ်ကပတ်တော်ကိုကြားတော့နေ့ကစပြီးတော့6တွေ့တဲ့အယိုးတော်မှာထပြီးတော့မှဗာလဲတကယ်ကိုစစ်သူရဲကဲတို့ကျွန်တော်ကဆေးဆက်ပြီးတော့ဆုံလင်လာမှာဖြစ်တယ်အာမင်မျောလင့်ချက်မရှိတဲ့ဂျိုင်ဝမ်ထေကနဲ့ထလာပြီးတော့မှသူရဲကောင်းကဲတို့ဓာတ်လန်နေကင်ပြီးတော့ခြိတက်မှာဖြစ်တယ်ဒါပေမဲ့ဘာလို့လဲနှုတ်ကပတ်တော်ချားနာခြင်းလို့တယ်နှုတ်ကပတ်တော်ဒီမျောလင့်ခြင်းကိုဖြစ်စေတယ်မျောလင့်ခြင်းနော်မဲ့နေတဲ့နေရာဝမ်းနဲ့ချီကွဲနေတဲ့အိမ်ထောင်တွေနော်စိတ်ဝန်းကွဲနေတဲ့အိမ်ထောင်တွေမှာနော်စိစက်စုံလင်ပြီးတော့မှသူရဲကောင်းကဲတို့တလုံးတွားတဲ့ခြိတက်လာဖို့ဆိုတော့နှုတ်ကပတ်တော်တင်တို့အထဲမှာပြုပြင်ပြောင်းလဲဖို့လိုပါတယ်အာမင်နှုတ်ကပတ်တော်ဒီမျောလင့်ခြင်းကိုပေးတာဖြစ်ပါတယ်ကဲနောက်ဆုံးတစ်ခုဖြစ်တယ်အားလုံးပြောရအောင်နှုတ်ကပတ်တော်ဒီကျမ်းမာခြင်းကိုဖြစ်စေသည်ဒီနှုတ်ကပတ်တော်ကကျမ်းမာခြင်းနဲ့ပြန်လည်တည်မြဲခြင်းကိုဖြစ်စေမဿဲရှိပိုက်ငယ်ရှိထဲမှာအဲ့မှာတတ်မှုတယောက်ကနော်ခရစ်တော်စီမှာလာပြီးတော့မှသူပါပြောကျွန်တော်ဤအိမ်မိုးနော်ကျွန်တော်ရဲ့အိမ်မှာရှိတဲ့ငယ်သားကနော်သုံးလုံးဖျားလျက်အဖျားပြင်းစွာနဲ့ဝေနာခံစားပြီးတော့မှနေရတယ်နော်သူ့ကိုကျမ်းမာခြင်းပေးဖို့အတွက်ကိုတော်ကြွတော်မူပါကဲမတနာပါဆိုပြီးတော့သူခရစ်တော်စီမှာလာတောင်းပန်တယ်ဒီတတ်မှုရဲ့ယုံကြည်ခြင်းကဘယ်လောက်ကြီးလဲဆိုတော့ကျမ်းစာမှာပြောတာဒါဂျူးလူမျိုးမဟုတ်ဘူးတပါးတော့အမျိုးသားဖြစ်တယ်ခရစ်တော်စီမှာလာပြီးတော့မှသူတောင်းပန်တဲ့အခါမှာခရစ်တော်ကပြောโอเคလာခဲ့မယ်လာမယ်လို့ပြောလိုက်တော့ဒီတတ်မှုကတစ်စစ်တက်ပြီးတော့မှသူပြောလဲဆိုတော့သခင်ကျွန်တော်ဤအိမ်မိုးအောက်တို့ကြွဝင်တော်မူခြင်းခြေဆုတော်ကိုကျွန်တော်မခံထိုက်ပါဘူးအားလုံးပြောအမိန်တော်တခွန်းရှိလျင်ဟာလေလုယာအမိန်တော်တခွန်းရှိလျင်နှုတ်ကပတ်တော်တစ်ချက်ပဲစီလို့လိုက်နှုတ်ကပတ်တော်စကားတစ်ခုပဲပြောလိုက်ဒီတတ်မှုကဂျူးလူမျိုးမဟုတ်ဘူးဖန်ဆင်းခြင်းကြောင့်သူမသိဘူးနှုတ်ကပတ်တော်နဲ့အရာခတ်သိမ်းကိုဖန်ဆင်းထားတယ်ဆိုတဲ့ theology တွေသူမသိဘူးကျွန်တော်အခုသိတဲ့လူတွေကဗာလဲဒါကိုကျွန်တော်ဘာမှမသုံးနေဘူးအခုတတ်မှုကဘာမှမသိဘူးတိုင်းတစ်ပါးလူဒါပေမဲ့သူခရစ်တော်ပြောလာတဲ့အခါမှာသူကယုံကြည်ခြင်းနဲ့စကားတခွန်းအမိတ်တခွန်းပဲဆေလွတ်လိုက်ကိုတော့ကျွန်တော်သွားမယ်အဲ့ဒီစကားတခွန်းကိုကင်ပြီးတော့ကျွန်တော်သွားမယ်နှုတ်ကပတ်တော်တခွန်းကြောင့်ကျမ်းမာခြင်းဖြစ်စီကျွန်တော်ငယ်သားဒီချမ်းသာရမယ်ချမ်းသာတယ်ဆိုတာကကျမ်းစာမှာဗာလဲဆိုတော့ healing နော် healing ခန္ဓာကိုယ်ကျမ်းမာခြင်းတစ်ခုတည်းမဟုတ် तू ကဗာလဲဆိုတော့ completeness လို့ခေါ်တယ် तू ကဒီငယ်သားကခန္ဓာကိုယ်ကျမ်းမာခြင်းလည်းရတယ်လို့သူ့ရဲ့နော်ဒီစိတ်ပိုင်းဆိုင်ရာ one nation depression အားလုံးလည်းဗာလဲ complete healing ရသွားမယ်ဆိုတာကျွန်တော်ယုံကြည်တယ်အာမင်ဒီနေ့စကားတခွန်းကြောင့်နှုတ်ကပတ်တော်စကားတခွန်းကြောင့်တင်းနဲ့တိမိသားစု complete healing wellness ကျမ်းမာခြင်းအပြည့်ရရှိကြမှာဖြစ်တယ်အာမင်အမိန်တော်တခွန်းတာလေကျောင်းမိသားစုမှာရောက်လာဖို့လို့အမိန်တော်တခွန်းနှုတ်ကပတ်တော်စကားတခွန်းပဲကျွန်တော်နှလုံးသားထဲမှာရောက်လာဖို့လို့မျောလင့်ချက်မရှိတဲ့အချိန်တွေကနဲ့ဘုရားရွေးလို့မှာဖြစ်တယ်တင်းအခက်ခဲထဲကနဲ့ရွေးလို့ဖို့ဘုရားရဲ့ဂတိတော်နှုတ်ကပတ်အမိန်စကားတခွန်းပဲလို့အာမင်စကားတခွန်းပဲအဲ့ဒီလို logos ကလည်းအသွင်ပြောင်းသွားတဲ့ rhema အသက်ရှင်တဲ့နှုတ်ကပတ်တော်စကားတခွန်းလေးကြားလိုက်တာနဲ့သင်က depression ကနေလွတ်မြောက်မှာဖြစ်တယ်နော်နှုတ်ကပတ်တော်စကားတခွန်းနဲ့သင်ကချမ်းသာခြင်းရမှာဖြစ်တယ်နှုတ်ကပတ်တော်စကားတခွန်းနဲ့သင်ကအောင်မြင်ခြင်းကိုရမှာဖြစ်တယ်ကျွန်တော်ယုံကြည်တယ်ဒါကြောင့်မို့ဒီနေ့သင်ရဲ့ခက်ခဲသောအနေထားမှာနော်ခက်ခဲသောအချိန်ကာလမှာလူတွေကိုမျောနေတာထက်ငွေကြေးကိုမျောနေတာထက်ကိုညီမဲ့သူတွေကိုမျောနေတာထက်နှုတ်ကပတ်တော်ရဲ့ဂတိစကားတခွန်းကိုမျောလင်းဖို့လိုပါတယ်အာမင်အဲ့ဒီစကားတခွန်းပဲကျွန်တော်ဒီကိုရီးယားမှာကျန်းကြောင်တက်ဖို့ scholarship 100% ရသွားပြီ1990 2000နဲ့မှခုနှစ်မှာကိုရီးယားကနဲ့ကျန်းကြောင်နဲ့ full scholarship ရသွားပြီ
အဲ့ချိန်မှာကျွန်တော်အိမ်တော်ပြုတ်လိုက်မတွားခင်လေးပဲ3 လလောက်လို့ပေါ့နော်အချစ်ကိုဦးစားပေးလိုက်လို့နော်အဲ့တော့ကျွန်တော်တို့ကအဲ့ချိန်မှာအရန်ကိုစဉ်းစားခဲ့တဲ့တွေးခအချိန်နော်အိမ်တော်မဲ့အရင်ပြုတ်ရမလားကျန်းကြောင်မဲ့အရင်တွားရမလားအဲ့နှစ်ခုတည်းကတစ်ခုရွေးပါတဲ့ဒါမိဘတွေကလည်းပြောလာပြီအိမ်တော်ပြုတ်ရင်ကျန်းကြောင်မတွားနေတော့တကယ်လို့ကျန်းကြောင်တွားမယ်ဆိုရင်အိမ်တော်မပြုတ်နဲ့ကိုစောင်းလိုက်အရန်ကိုရွေးရခဲ့တဲ့အချိန်ဟုတ်တယ်မလားကိုပြဆောင်မင်းတိတယ်ကွာအဲ့တော့ကျွန်တော်အရန်ကိုခတ်သွားတယ်ဟာဖေမေကိုလည်းနော်သူကကျန်းကြောင်တွားစီချင်တယ်အားနဲ့ကျွန်တော်ဆုတောင်းနော်နှစ်ခုတည်းကတစ်ခုရွေးဖြစ်နေပြီဟိုအကွာနှစ်ခုတည်းကတစ်ခုရွေးအကျွန်တော်ဆုတောင်းတယ်ကိုတော့အရန်ခက်နေပြီနော်တရက်တောင်းမရအောင်နေ့ရက်တောင်းမရအောင်ကျွန်တော်တစ်ပတ်နှစ်ပတ်လောက်တောင်းလျှောက်တောင်းတာဒီတစ်ခုတည်းကိုတောင်းတာတောင်းတော့နောက်ဆုံးနော်ဖះလူတယောက်အားဖြင့်ကျွန်တော်ကို confirmation ပါပြောတယ်နှစ်ခုစလုံးဖြစ်မယ်တစ်ခုတည်းမဟုတ်ဘူးနှစ်ခုတည်းကတစ်ခုရွေးလို့ပြောတာအခုကဒါပေမဲ့ဒီဖះလူကကျွန်တော်ကိုဆုတောင်းပေးတယ်တောင်းပြီးတော့ဗာပြောတယ်ဆိုတော့ဒီနှစ်ခုလုံးဖြစ်လာမယ်အိမ်တော်လည်းပြရမယ်ချမ်းချောင်းလည်းသွားရမယ်ဟာလေလုယာအာဖះရှင်ဘယ်လောက်ကောင်းမြတ်တယ်လဲကဲနော်ဒီနေ့ကျွန်တော်ဘဝမှာနော်နှစ်ခုတည်းကတစ်ခုရွေးဆိုနှစ်ခုလုံးကကြိုက်နေတာ哦အဲ့တော့နော်ချမ်းချောင်းမတွားခင်အိမ်တော်ရင်ပြုတ်လိုက်တယ်အဲ့တော့ဘယ်ဟောပူရွေးချယ်လိုက်တယ်ဆိုတာကျွန်တော်အားလုံးသိတယ်လေအဲ့ကျွန်တော်အိမ်တော်ပြုတ်လိုက်တယ်ဘာလို့ကျွန်တော် confirmation ရတော့ပြီဘုရားပြောပြီအဲ့တော့ကျွန်တော်အိမ်တော်ပြုတ်လိုက်တယ်အိမ်တော်ပြုတ်ပြီးတော့မှ2 လ 3 လလောက်ခဏနေပြီးတော့ကျွန်တော်ချမ်းချောင်းတွားလိုက်အဲ့တော့နှစ်ခုလုံးမရဘူးလားအာရတော့ပေါ့ချမ်းချောင်းတွားပြီးတော့တစ်နှစ်လဲကြာတော့ကျွန်တော်ပြန်ခေါ်တယ်သူခေါ်လာတယ်နော်အဲ့ဒီလိုမျိုးအတက်တာဆိုတော့ဒါကဘာလဲဆိုတော့နှုတ်ကပတ်တော်စကားတခွန်းနဲ့ကျွန်တော်မျောလင်းချက်ဟိုဂျားထဲမှာခက်ခဲကြုံနေတဲ့အခါကျွန်တော်စဉ်းစားလို့မရဖြစ်နေတဲ့အခါဖះလူကလာပြီးတော့ကျွန်တော်ဆူတောင်းပေးကျွန်တော်အားလုံးသိတယ်မဖားရို့နော်ခုတော့ဒါဘုန်းတော်ဝင်စားတော့ကျွန်တော်ရဲ့လက်ဦးဆရာဖြစ်တယ်နော်ကျွန်တော်ဒီguide ဖြစ်တယ်ပေါ့နော် mentor သူကဆူတောင်းပေးတာအဲ့ဒီတခွန်းပဲတေချာဆူတောင်းပြီးတော့သူဘာပြောတော့ဖះသခင်ကနှစ်ခုလုံးပေးမယ်လို့ပြောတယ်လေနော်ဘလောက်ကောင်းမြတ်တဲ့ဖះလဲအဲ့ဒီစကားတခွန်းနဲ့ပဲဒီနေ့ဖះရဲ့အမှုတော်ထဲမှာလဲတာ၍ထူးခြားစွာဖះကကျွန်တော် confirmation ပေးတယ်နော်အိမ်ထောင်ရေးအတွက်လည်းကောင်းချီးပေးတယ်ပြီးရင်တာနာအတွက်လည်းကောင်းချီးပေးတယ်ဒီနေ့တင်းရဲ့ဘဝထဲမှာနှစ်ခုတည်းတစ်ခုဘယ်ဟာဖြစ်ရမလဲအရန်ကိုခက်ခဲနေဖះစီမှာစကားတခွန်းနှုတ်ကပတ်တော်စကားတခွန်းကျွန်တော်အဲ့ဒါကိုစောင့်ပါနော်မစောင့်မနေတော့မသွားနဲ့တချို့ကဗာလဲနှုတ်ကပတ်တော်မရခင်မှာအရင်ပြေးတာယောနာကဲတို့ဖះရှိမှပြေးတော့သူဗာလဲအစတော့ဖះထံမှထွက်ပြေးတော့သူဟောပြေးတာဖះစီကနဲ့နောက်ဆုံးတော့စိတ်အားလက်ထက်တန်ရောဖះကိုနောက်မှထားခဲ့ပြီးရှေ့မှာပြေးတာဖះစကားတော့နားမထောင်တော့သူကတရားဟောတာတော့မှကဲတင်ချင်းဒီမှာတလုံးဟိုးမှာတလုံးဟောတာဖះနေဦးနေဟောတာမင်းလောက်တာမြန်လုံးနေနော်အဲ့လောက်လည်းမပြေးနဲ့ဟုတ်မင်းစိတ်အားထက်တန်တော့နာကငါထက်အရင်မင်းကစိတ်အားထက်တန်နေတယ်ဖြစ်နေကွာဖះသူ့မနေလိုက်ဆွဲရတာပြီးတော့ပင်ပန်းတော့ဟိုမှာနော်တောင်ပေါ်မှာသူ့ကိုအိမ်မော်ကြစေပြီးတော့မှအဲ့ဒီမှာဖះအပြန်တွန်တင်လာနေချင်းညချင်းပါလေအပင်ပေါရောက်စေတယ်အရေးရစေညချင်းညချင်းအဲ့ဒီအပင်ကိုပိုးတွေကြိုက်ပြီးတော့မှတကားနဲ့နေပူကျဲတဲ့ပြန်ဖြစ်စီအဲ့ချိန်ကျမှအော်ဖះရဲ့တိုင်မင်ကိုငါလိုက်ရမယ်သူသိသွားအဲ့ဒါမလားဒီနေ့ကျွန်တော်တက်တာထဲမှာနှုတ်ကပတ်တော်ဒီကျွန်တော်တို့ကိုအသက်ပေးတာဖြစ်တယ်နှုတ်ကပတ်တော်ကမျှော်လင့်ချက်ပေးတာဖြစ်တယ်နှုတ်ကပတ်တော်ကကျွန်တော်ချမ်းသာခြင်းပေးတာဖြစ်တယ်အဲ့တော့လှုပ်ဆောင်တော့ရာအားလုံးမှာမလှုပ်ခင်မှာနှုတ်ကပတ်တော်ကိုရဖို့နော် confirmation ရဖို့စောင့်ပါနော်ဖះအောင်စောင့်နှုတ်ကပတ်တော်အားဖြင့်လှုပ်ဆောင်ပါလှုပ်တဲ့နေရာမှာလည်းဒီနှုတ်ကပတ်တော်ဝန်ခံပြီးလှုပ်ပါအာမင်အဲ့ဒီလိုလုပ်မယ်ဆိုရင်ဒီနေ့ကျွန်တော်အောင်မြင်ခြင်းဧကမှာရရှိမှာဖြစ်ပါတယ်ဒါကြောင့်မို့ခရစ်တော်ပြောတဲ့စကားဒီမှာပြည့်စုံသွားတယ်နော်မဿဲ4:4ထဲမှာနောက်တစ်ခေါက်ဖတ်ကြည့်အောင်ယေရှုကလည်းလူဒီမုတ်အားဖြင့်တာအသက်ကိုမွေးရမည်မဟုတ်ဘုရားသခင်မိန့်တော်မူသည်များအားဖြင့်အသက်ကိုမွေးရမည်ချမ်းသာလာသည်ဟုပြန်ပြောတော်မူ၏ခဏလေးဆုတောင်းမယ်ဖဘုရားရှင်ကျွန်တော်ရဲ့အသက်တာဒီ TSCC မိသားစုအားလုံးဒီနှုတ်ကပတ်တော်ကြားနာနေတဲ့ဓမ္မမိတ်ဆွေများအားလုံးရဲ့သက်တာဘုရားရှင်တဲ့တော်အနံပါလေဖ
ကိုရောဘုရားဒီနေ့ယုံကြည်သူများဒီနှုတ်ကပတ်တော်အားဖြင့်အသက်ရှင်ရမည်ကိုယေရှုဘုရားမိန့်မှာထားပါတယ်ဒါကြောင့်မို့လှုပ်ဆောင်သောနေရာတိုင်းမှာနှုတ်ကပတ်တော်အားဖြင့် confirmation ရပြီးတော့အဲ့ဒီနှုတ်ကပတ်တော်အားဖြင့်ဝန်ခံပြီးတော့မှဆက်လက်အလုပ်လုပ်နိုင်မှုအတွက်ကိုရောမဆလို့ပါဒီနှုတ်ကပတ်တော်ဟာမျောလင့်ခြင်းကိုပေးတာဖြစ်တယ်နှုတ်ကပတ်တော်အသက်ကိုပေးတာဖြစ်တယ်နှုတ်ကပတ်တော်ချမ်းသာခြင်းနဲ့ပြန်လည်တည့်မြတ်ခြင်းကိုဖြစ်စေတာဖြစ်တယ်ဒီနှုတ်ကပတ်တော်အသက်ရှင်စေတာဖြစ်တယ်ဒါကြောင့်မို့ဒီနှုတ်ကပတ်တော်ဒီကျွန်တော်ရဲ့နှလုံးသားထဲမှာဆွဲမြဲပြီးတော့မှအမြဲတမ်းအသက်ရှင်နေဖို့အတွက်နှုတ်ကပတ်တော်ကိုကြားနာခံယူလို့တော့စိတ်အမြဲတမ်းရှိဖို့အတွက်ဘုရားမဆတော်မူပါဝိညာဉ်တော်ဘုရားဒီလည်းပဲထိုနှုတ်ကပတ်တော်နဲ့အလုံးလုံးလေးရဲ့ကျွန်တော်တို့ရဲ့တက်တာထဲမှာချမ်းသာခြင်းလန်းဆန်းခြင်းအောင်မြင်ခြင်းကိုဖြစ်စေပါဒီနှုတ်ကပတ်တော်ကြားနာတော့ကိုရောသားမီးရောက်စီတိုင်းဟာလည်းပဲဝိညာဉ်တော်မဆခြင်းအပြင်ခက်ခဲခြင်းပြဿနာအမျိုးမျိုးထဲကနဲ့လွတ်မြောက်ပြီးတော့ဘုရားသခင်ရဲ့ဂရုတော်ထဲမှာချမ်းသာထဲမှာအသက်ရှင်နိုင်ဖို့မဆပါမိကြောင်းယေရှုတော်ကိုချီးမွမ်းလက်ယေရှုနာမ၌ဆုတောင်းကြပါပြီဗျာအာမင်ကျွန်တော်တို့ပွဲတော်မင်္ဂလာခံကြရအောင်